အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ခန့်ကြည့်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Minecraft 5 ဆော့ပြမှာဖြစ်ပါတယ်ဒါ5 ဆော့မယ်အိမ်ဆော့မယ်ပေါ့နော်โอเคကျွန်တော်ပြောပြမိအဲအတိုင်းပဲပေါ့နော်ကျွန်တော်အိမ်ဆော့မှာဖြစ်ပါတယ်ကြည့်လိုက်ကြအောင်နော်ဘလို့လဲကျွန်တော်တစ်ခုံးမဲ့ပါညာလုပ်မယ်ပေါ့နော်ကလပ်တွေကတော့စိတ်တက်မယ်စိတ်ကအဲ့ရလွယ်လीနော်အဲ့ရရှိမှရမှာဆိုတော့စိတ်ကိုတက်မယ်စိတ်တက်ပြီးတော့စိတ်သုံးတော့မတကောင်ကျန်သေးရဲ့အေးတကောင်ကန်ကောင်းတယ်တကောင်ကျန်သေးရဲ့ဟုတ်ပြီစိတ်တကောင်တက်အောင်ပဲနော် yeah ခက်တယ်ကွယ်တက်ရတာအဆင်မပြေဘူးဟောဒီပန်းပဲရှုံတာဆိုရင်တော့တကောင်ရှာပဲနောက်တစ်ကောင်ကဘယ်နာမှာဟိုမှာတွေ့လိုက်တယ်ဟိုနားမှာတွေ့လိုက်တယ်ဟိုနားတွေ့လိုက်တယ်ဟိုတော့ရှာအေးမဲအဲလေမတွေ့လိုက်တယ်ကီးမဲဖို့တဲ့ဟုတ်ပြီတီးသေးလားကွာလိုက်နေအဆင်မပြေဘူးဟုတ်ပြီဒါဆိုရင်ငါခုတစ်ခုံပဲကျွန်တော်တစ်ခုတ်တော့ပါမယ်ဇုံကြီးကွာဇုံကြီးကလာရှုံနေနားရဟာတော်နားရတော့ပြီနော်ဆိုတော့ဒုက္ခပေးရပဲကျွန်တော်ခုတည်အများကြီးခုတ်ပြီးသွားရင်နော်တို့တည်လည်းတော့ခုတ်ပြီးသွားပြီတစ်ဆက်နဲ့6တော့ရထားတယ်အဲ့တော့ဆက်ပြီးတော့အိမ်ဆောက်မယ်ပေါ့နော်အိမ်ဆောက်မယ်ဆိုတာဒီတဲကိုဟိုလုပ်မယ်ကွယ်ဒီတဲပေါ်မှာဆောက်မယ်ဆောက်ပြီးလို့ရှိရင်ဒီတဲကိုမြေညီမအောင်ဖြန့်မယ်နော်ဘလို့လဲကျွန်တော်ဟိုကလောက်ခရက်လာအောင်ပဲပါအေးလောမှာဟုတ်ပြီတို့လို့အောင်ပါဒါ crab ပြီးတော့ကွာတို့တစ်ခါလုံးပဲပြီးကိုလေးတစ်ခုယူမယ်နော်ကိုလေးယူပြီးတော့ပြင်မတဲ့ကျုံလို့ရတယ်တဲကျုံလေးလိုက်ကျုံရမယ်နော်ဒီတဲကျုံရတာလည်းလွယ်အောင်ကိုကြာကြီးကျုံအောင်ပါခုကျွန်တော်ကျုံပြီးရင်ဒါအိမ်ဆောက်မှာပေါ့နော်အဲ့ပေါ်မှာအဲ့တော့ဒီရှိတော့မှာဆိုအိမ်ဆောက်တဲ့ဟာကြီးတဲကျုံတဲ့ဟာကြီးတော့မထည့်တော့ဘူးကျွန်တော်ဒီတဲကျုံတော့ခဏထည့်လာမယ်ပြီးရင်ဒီကိုနည်းနည်းလေးဟိုလိုဖြတ်ပါမှာပေါ့နော်ဘာလို့ဆိုရင်တဲကျုံတော့လည်းပြီးပြီအိမ်ဆောက်တာနည်းနည်းကြားတယ်ကွာကြားပြည့်တဲ့အတွက်ကျွန်တော်ဖြတ်ပါမယ်အပိုင်းလေးဘလို့လဲတော့ဒီဟာလေးတိုင်းပဲလုပ်ထားအောင်ပဲပေါ့နော်ကိုလိုရိုအနေနဲ့အထုံးနေလွယ်တယ်ဆိုတော့ channel ကိုလာပါပြလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးပဲဖြစ်ပြီးတော့ဒါမှတော့ဒီမှာတော့ horror ရမယ်အထုံးနေချိန်တာတွေအကုန်ရမယ်ဖြစ်တဲ့အတွက်ဒီ channel လေးကိုလာ join ပေးလို့လည်းပြောချင်ပါတယ်ဒီ channel လေးရတယ်စုံနေတဲ့အတွက်ရပါတယ်ဒိုင်းမွန်လည်းရောက်ပါတယ်ဗျနော်ဒါကြောင့်မို့လာရောက်အားပေးကြပါ link ကိုဒီ video က comment အောင်မှာချပေးထားပါမယ်ဗျာပြီးတော့ video ဖြတ်မှာပါကဲကျွန်တော်ခုမြေဖြတ်နေလိုက်နော်မြေဖြတ်ပြီးတော့ဆိုအိမ်ဆောက်တော့မှာနော်အိမ်ဆောက်တော့မှာတေးတိုင်းပါ crabby အိမ်ဆောက်တော့မယ်ဒီမြေပေါ်မှာတီချဆော့မယ်ပေါ့နော်အိမ်လေးကတော့ဘလို့ထွက်မလဲဆိုတော့secret ပေါ့နော်ကျွန်တော်ပြီးရင်ဆောက်ပြီးရင်ပြမှာဖြစ်ပါတယ်ဒါကတော့ပုံစံအရေးဆုံးလောက်ထားတဲ့ပုံစံလေးပေါ့အဲ့လိုတစ်ချက်လောက်ကြည့်ထားပြပါအောင်နော်ကျွန်တော်က separate ကိုထွေးနေဆိုတာမစော့တက်ဘူးကျွန်တော်ခုမှပဲစော်တာဖြစ်တယ်ကျွန်တော် separate ကိုထွေးနေဆိုတာဖြစ်တဲ့အတွက်ကျွန်တော်မစော့တက်တဲ့အတွက် mobile နဲ့ဖုန်းနဲ့စော်ရဆိုကျွန်တော်မစော့တက်ပါဘူးဒါစမ်းပြီးစော့ကြည့်ရပါအစီမပြေလေးရှင်တောင်းပန်ပါတယ်တော့ခုတားတိုင်လေးထောင်ပါပြပါတယ်တားတိုင်တော့ကနန်းလေးကြီးရတယ်ပေါ့နော်ဟိုဘက်ဒီဘက်ညီအောင်လို့ထားမယ်ပြီးရင်ဟိုဘက်တစ်ခုထပ်ထားမယ်ဒီဘက်ကတော့၄ခုလောက်ဖြစ်လိုက်မယ်၄ခုလောက်ဖြစ်လိုက်မယ်၄ခုလောက်ဖြစ်ဒီဘက်မှာ၅ခုထင်တာဟုတ်တယ်၅ခုဒီဘက်ကတော့၄ခုလောက်ဖြစ်ထားလိုက်မယ်ဒီ3 4 5 5ဟိုဘက်မှာဒီကနေမယ်အဲ့ဆိုအဲ့ထက်မှာ၄ပဲကျန်မှာဟုတ်ပြီဟိုဘက်ကိုလည်းသွားလုံမယ်နော်ဟိုဘက်လည်းဟ
ဟိုကလည်းတစ်ခုသွားလို့မယ်ဒီနေ့တန်းလေးလာမယ်တန်းလေးလာနေလေးပါနေလာဩညီပါတယ်ညီပါတယ်ဒီတစ်ခုထားမယ်ဒီတစ်ခုတက်ထားမယ်အချိန်မှာမားနေတော့ဘာဆိုဖြတ်ဦးမယ်ဖြတ်ပြီးရှင်းနေတူရမယ်ထင်တယ်ရှင်းနေတူထားလိုက်မယ်ဟုတ်ဘူးဗျာမိမားနော်ဒီကမှတကယ်မားတာခုနကဟုတ်နေပြီဒါနဲ့ပါတစ်ခုထားလိုက်အဲ့ဆိုရင်စီးပြီးသွားပြီဆိုတော့တကားလို့ရလေလောက်ကနေ9ခုလောက်ထားထားဆိုတော့ဒီဘက်က9ခုဟိုဘက်ကလည်း9ခုရှိပြီးတော့တိုင်းထပ်ဆိုင်မှာပေါ့နော်အိမ်ရှိအဲ့လိုမျိုးပေါ့အိမ်ရှိပုံစံမျိုးဖြစ်အောင်လို့ဟုတ်ပြီရပြီဒါလေးတတိုင်းကြီးထည့်ပြီးတော့ဆိုင်မယ်ပေါ့နော်ဒါလေးအချိန်တော့ပြကြရပါကျွန်တော်ပြတာပါကျွန်တော်ဗီဒီယိုလေးပြထားပါတော့ကြောင့်လေကျွန်တော်ခင်ဗျာချီစွာပြောနေပါဆိုလို့ပါနော်တကယ်စောထားပါဒါ survival ဖြစ်တဲ့အတွက်အိမ်ဆောက်တာရှိမှဖြစ်ပါတယ်ကျွန်တော်အိမ်ဆောက်ပြီးဖြစ်ပါတယ်ကျွန်တော်အိမ်လေးတစ်ချက်လောက်စဉ်းစားပြီးတော့လှည့်ကြည့်လိုက်အောင်ဒါကြီးတော့ကျွန်တော်အိမ်လေးဖြစ်ပါတယ်ဒါတော့ကျွန်တော်အိမ်လှလေးတေချာဆောက်ပေးထားပါတယ်တေချာလေးဆောက်ထားပါတယ်အိမ်ထဲကိုဝင်ပြပါမယ်ဒါကတော့ကြံပင်လေးဖြစ်ပါတယ်ဒါလေးတေချာလေးဆောက်ထားတဲ့အိမ်ပုံစံလေးရင်ပြမယ်နော်အင်းကလိုပုံစံဒါကတော့ဖေးဖြစ်တယ်အဲ့လိုမျိုးပုံစံမျိုးလေးလုပ်ထားပေးပါတယ်ဒီဘက်မှာလည်း fan လေးတစ်ခုတော့ကျွန်တော်လုပ်ထားတယ်ဗျကျွန်တော်တစ်မီလေးခုံမရတဲ့အစီလေးနဲ့ fan တစ်ခုလုပ်ထားတယ်fan တစ်ခုလုပ်ထားရပြီးတော့ဒါဒီတော့ကတော့တကားပါတကားဒီဘက်ကထွက်တဲ့တကားပေါ့နော်ဘက်ထွက်တဲ့တကားရှိရယ်ရှိလို့ရှိရင်ပြီးရင်ဒီရှိရနေပြမယ်နော်ဒီနဲ့ဝင်သွားလို့ရှိရင်ငါပြလောက်မယ်ဝင်သွားလို့ရှိရင်ကျွန်တော်ဒီမှာကြည်ဒါတော့စားတော့တဲ့နေရာပါနော်ဒါကတော့စီထားတဲ့နေရာဖြစ်ပါတယ်ပေါ်တက်ကိုလိုက်ပြပေးပါပေါ်တက်မှာတော့ ချက်တီအများကြီးရှိပါတယ်ကျွန်တော်ချက်တီတော့တစ်လုံးမှမရှိပါဘူးဒါတော့အိယာလေးဖြစ်ပြီးတော့ဒါလေးလှပအရှင်ရန်နာလေးထွက်လိုက်လို့ရှိရင်လုံးဝရှူကင်းလေးကြည့်လို့ရမယ်ခြေလေးပါရှူကင်းလေးကြည့်လို့ရခြေလေးပါဒါလေးတော့လုံးဝလှပလေးပဲဖြစ်ပါတယ်ဟိုဒီနေ့ဆိုရင်တော့ကျွန်တော်မိုက်တယ်လို့ခံစားရတယ်ပြီးတော့ဆရာလည်းကြားရပါတော့ဟုတ်ပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲလို့တော်တယ်ပါတယ်ကျွန်တော်ဗီဒီယိုရှင်းနေဖြစ်တဲ့အတွက်ဒါတော်လိုက်တော့ပါမယ်တော့အားပေးကြတဲ့ချစ်ခင်တူတော့ပေါင်းလို့ကျေးဇူးအများကြီးတင်ပါတယ်လက်ခလေးနေခဲ့ဘူးလဲကြံပေးကြပါလေကဲခုစုတ်တက်လိုက်ရအောင်ဘိုင်